တစ်နှစ်လုံးရဲ့ကိုတို့ကဖုံးကြောင်းသားဘဝဆိုတော့ဖုံးကြောင်းသားရဲ့စာလေးတွေပြောပြမယ်နော်ဖုံးကြောင်းသားတက်ခဲ့တယ်တစ်နှစ်လုံးရဲ့ပြဿနာရရတာကိုတို့ပြောတော့မှဖြစ်ပါတယ်မှတ်ထားပါတစ်နှစ်လုံးရဲ့ရရတာကိုတို့ရုပ်ပြပါတကူးတာလာထုံးပကစုံနေုံညွတ်စာအောင်လှဝါသူတာလူဝါကောင်မြတ်တောင်တော်တဲ့တရင်ကျွစီတောဤတဆောင်မှုတန်လုံးတော်မိညော့ပြစုမိညို့တပူတွေထဲဝန်တပေါင်းအခါကောင်းကြီးတဲ့တစ်နှစ်လုံးရဲ့ရရတာကဘာတီဦးတကူးရမစုံဘယ်အချိန်ပဲဖြစ်ဖြစ်လေ့လာလိုက်အဲ့ဒါရရတာတစ်နှစ်လုံးရဲ့ပြဿနာကိုကြတော့တမတရင်အင်းစုတဲ့နော်ဒါပြဿနာတစ်နှစ်လုံးရဲ့ပြဿနာကိုတို့ကဖုံးချောင်းစာတွေတက်ခဲ့ရတော့ဖုံးချောင်းစာရဲ့ဟာလေးတွေကိုတင်ထားခဲ့တဲ့ဟာလေးတွေကိုကိုတို့ကပြောပြတာပါဒါတကယ်နော်အပြင်မှာမယုံရင်တစ်နှစ်လုံးရဲ့ရရတာအလုတ်လာကိုတို့လာမပြောနဲ့ဘာလာလဲမေးလိုက်နော်တောင်ကူစုံတော့နော်နတ်ဝါဝါမြောက်နတ်ပြတွဲတောင်နော်နတ်ပြတွဲတောင်နော်တော်ကျုံမုံရှိနတ်ဝါဝါမြောက်ဒါတွေကငကားကောင်းလှဲ့ဟုတ်လားအဲ့ဒါတွေကငကားကောင်းတော့လားခုနကတစ်နှစ်လုံးရဲ့ရရတာကိုတို့ငငယ်လေးတွေကဒီနေ့တည်းရရတာတော့တကူးတာလာထုံးပါကစုံနေုံညွတ်စာအောင်လာဝါသူတာလူဝါကောင်းမြတ်တောင်တော်တဲ့တရင်ကျွစီတောဤတဆောင်မှုတန်လုံးတော်မိနော်ပြစုမိညို့တပူတွေထဲဝင်တပေါင်းအခါကောင်းဦးတဲ့ကဘာတီးတကူးရက်မစုံတကူးလာမှဘယ်တော့မှရက်စုံတချင်းရှိပါဒါကိုတို့တင်ခဲ့တဲ့ကဲကိုတို့အပြောလေးတွေနောက်ထားကဲအစားလေးတွေတက်တိပြအောင်ကဲကိုတိုးဆိုတာတီးပြီဟဲ့ဘာသာပေါင်းဘောတော်ဝင်ကြီးရဲ့ကိုတို့သေးသွားလဲမှတ်ထားပါအရဲတော့တောက်ပြီးတော့ထမင်းစားကြပါအစာစားကြပါဘယ်လောက်ပဲကိုတို့ကပြောလို့နိုင်နော်တော့မှာဘူးပြီးရမှာလာဘူးနဲ့အိုးကဲအားလုံးနှုတ်ကြတယ်ကိုတို့တို့လည်းသူစားရအောင်မနော်အားလုံးကကိုတို့ဘက်ကအမှားပြန်ပါခဲ့လေကြီးသူရောငယ်သူရောအသိပညာရှင်အတတ်ပညာရှင်လူပညာရှင်နဲ့တကောကငယ်ပင်မဲ့လည်းပညာကျွမ်းကျင်နေတဲ့လူတွေအားပညာဂုဏ်ကိုကြီးမှန်း၍အားလုံးဥဒုညာကိုတို့အားလုံးဥထိမှာကျန်ရပါတယ်ဟုတ်ကဲ့ပါကိုတို့ကအများနဲ့ယူတည်တော့မှာပါ